အားလုံးမင်္ဂလာပါစံကေအန်လိုက်တမင်မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်စာနီကျော်ပါစီမံခန့်ခွဲမှုဘာသာရပ်တွေကိုတင် जा ပို့ချနေတဲ့ဆရာတယောက်ဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့အားလုံးအတွက်အရေးကြီးတဲ့ set discipline ကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ် set discipline ဆိုတာလူတစ်ယောက်ရဲ့ personal development မှာအရန်အရေးကြီးတဲ့အကြောင်းအရာဖြစ်ပါတယ်လူတစ်ယောက်တိုးတက်ဖို့အောင်မြင်ဖို့ရန်အတွက်ဘာတွေလုပ်ရမလဲဆိုရင်လုပ်စရာတွေကတော့အများကြီးရှိပါတယ်အဲ့အများကြီးတွေကမှလုပ်စရာတစ်ခုကတော့ set discipline ဖြစ်ပါတယ် set discipline ဆိုတာကိုယ်စည်းကမ်းနဲ့ကိုနေခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီအကြောင်းအရာကိုပြည့်ပြည့်စုံစုံနားလည်ဖို့ရန်အတွက်ကျွန်တော်အပိုင်း၃ပိုင်းခွဲပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်ပထမတစ်ပိုင်းကတော့ set discipline ဆိုတာဘယ်လိုမျိုးလဲပေါ့ဒုတိယကလူတစ်ယောက်အတွက် set discipline ဘယ်လောက်အရေးကြီးလဲပေါ့တတိယနဲ့နောက်ဆုံးကတော့ set discipline အကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုလူတို့ရှင်းမျှဝေသွားမှာဖြစ်ပါတယ်ပထမဆုံးကတော့ set discipline ဆိုတာဘယ်လိုမျိုးလဲပေါ့ set discipline ကြောင်းမပြောခင် discipline ကြောင်းစပြောချင်ပါတယ် discipline ဆိုတာမြန်မာလိုစီကံဖြစ်ပါတယ်စီကံလို့ပြောရင်ကျွန်တော်တို့ကနှစ်မျိုးနားလည်ရမှာဖြစ်ပါတယ်တခြားလူကသတ်မှတ်တဲ့စီကံနဲ့ကိုယ်တိုင်သတ်မှတ်တဲ့စီကံဆိုပြီးတော့နှစ်မျိုးဖြစ်ပါတယ်တခြားလူကသတ်မှတ်တဲ့စီကံဆိုတာကဥပမာကျောင်းမှာဆိုကျောင်းစီကံအိမ်မှာဆိုအိမ်စီကံရုံးမှာဆိုရုံးစီကံဒီလိုစီကံမျိုးတွေကတခြားလူကသတ်မှတ်တဲ့စီကံဖြစ်ပါတယ်ဒီနေရာမှာပြောတဲ့တခြားလူဆိုတာကလူတူချင်းတယောက်ချင်းလည်းဖြစ်နိုင်ပါတယ်အဖွဲ့အစည်းတစ်ခုလည်းဖြစ်နိုင်ပါတယ်ဒုတိယတစ်ခုကတော့ကိုယ်တိုင်သတ်မှတ်တဲ့စီကံဖြစ်ပါတယ်ဥပမာညဘယ်ချိန်မှအိပ်မယ်မနက်ဘယ်ချိန်မှထမယ်တနေ့ကိုစာပနာရီဖတ်မယ်တပတ်မှာအားကစားဘယ်နှစ်ရက်လုပ်မယ်ဆိုတာမျိုးတွေကတော့ကိုယ်တိုင်သတ်မှတ်တဲ့စီကံဖြစ်ပါတယ်တခြားလူကသတ်မှတ်တဲ့စီကံတွေကလည်းသက်ဆိုင်သူအလုံးအတွက်အကျိုးရှိလို့လိုက်နာကြရမှာဖြစ်ပါတယ်ဒါပေမဲ့ပိုရေးကြီးတာကတော့ကိုယ်သတ်မှတ်တဲ့စီကံကိုကိုယ်တိုင်လိုက်နာဖို့ကပိုရေးကြီးပါတယ်အဲ့လိုမျိုးကိုယ်သတ်မှတ်တဲ့စီကံလေးတွေကိုကိုယ်တိုင်လိုက်နာခြင်းဟာ set discipline ဖြစ်ပါတယ်တနည်းအားဖြင့် set discipline ဆိုတာကိုယ်စီကံနဲ့ကိုယ်နေထိုင်ခြင်းပဲဖြစ်ပါတယ်ဒုတိယတစ်ပိုင်းဖြစ်တဲ့ set discipline ကလူတစ်ယောက်အတွက်ဘယ်လောက်အရေးကြီးတော့ဆိုရင်အရင်အရေးကြီးပါတယ်ဘယ်လောက်တောင်အရေးကြီးတော့ဆိုရင်ကျွန်တော်တို့ဟာ set discipline အားနည်းတယ်ဆိုရင်အောင်မြင်မှုတွေလည်းပဲမရနိုင်ပါဘူးပန်းနိုင်တွေလည်းပဲမရောက်နိုင်ပါဘူးအိမ်မက်တွေလည်းပဲလက်တွေဖြစ်မလာနိုင်ပါဘူးဥပမာအားဖြင့်တနေ့ကိုစာ2နာရီဖတ်မယ်တစ်ပတ်ကိုစာ1အုပ်ဖတ်မယ်2အုပ်ဖတ်မယ်သတ်မှတ်ထားတယ်ဒါပေမဲ့တကယ်ဖတ်ဖြစ်တဲ့ပုဂ္ဂိုလ်နေပါတယ်ထို့တူပါပဲလေ့ကျင့်ခန်းနဲ့ပတ်သက်ခြင်းတစ်ပတ်ကို3ရက်ကစားမယ်4ရက်ကစားမယ်သတ်မှတ်တယ်ဒါပေမဲ့တကယ်လုပ်ဖြစ်တဲ့ပုဂ္ဂိုလ်နေပါတယ်ဒါသည် set discipline ပိုင်းအားနည်းကြောင်းဖော်ပြတဲ့အရာတွေဖြစ်ပါတယ် set discipline ကအောင်မြင်သူနဲ့မအောင်မြင်သူကြားအဓိကကွာခြားချက်လို့တောင်ပြောလို့ရပါတယ်။ဘာမို့လို့ဆိုရင်အောင်မြင်သူတွေကိုကြည့်လိုက်မယ်ဆိုရင် set discipline အားကောင်းကြပြီးတော့မအောင်မြင်သူတွေကိုကြည့်လိုက်မယ်ဆိုရင် set discipline အားနည်းတာတွေ့ကြရပါတယ်။ဒါကြောင့်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဟာ set discipline အားကောင်းကြရမှာဖြစ်ပါတယ်။နောက်ဆုံးအပိုင်းကတော့ set discipline အားကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်။ကျွန်တော်တို့ဟာ set discipline အားကောင်းမှုရန်အတွက်အချက်၃ချက်လိုအပ်ပါတယ်။ပထမတစ်ချက်ကခံယူချက်ဖြစ်ပါတယ်ဒုတိယတစ်ချက်ကအလေးခြင်းဖြစ်ပါတယ်နောက်ဆုံးချက်ကတော့ဆုံးဖြတ်ချက်ဖြစ်ပါတယ်ပထမတစ်ချက်ခံယူချက်ဆိုတာစီကံနဲ့ပတ်သက်တဲ့ခံယူချက်ကိုပြောတာဖြစ်ပါတယ်ကျွန်တော်တို့တွေဟာများသောအားဖြင့်စီကံဆိုတာချုပ်ချယ်ထားတာလို့ပဲယူဆလက်ကြပါတယ်တကယ်တော့စီကံဆိုတာချုပ်ချယ်ထားတာမဟုတ်ပါဘူးစီကံဆိုတာလှုပ်တဲ့လှုပ်လိုက်တဲ့အရာကိုလှုပ်ဆောင်တာပါလို့ခံယူထားဖို့လိုအပ်ပါတယ်နားလည်ထားဖို့လိုအပ်ပါတယ်အဲ့လိုခံယူထားမှအဲ့လိုနားလည်ထားမှ set discipline အကောင်းလာမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့အလေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့သတ်မှတ်ထားတဲ့တချို့သောစီကံလေးတွေဟာအလေးခြင်းမရှိလို့မလိုက်နာဖြစ်ကြတာပါဥပမာမနက်9နာရီမှအိယာထားမယ်9နာရီခွဲမှအိယာထားမယ်သတ်မှတ်ထားပါတယ်ဒါပေမဲ့မနက်ကြမနိုးလို့အိယာမထားဖြစ်ပါဘူးမလိုက်နာဖြစ်ပါဘူးဒါကြောင့် set discipline အကောင်းဖို့အတွက်အလေးခြင်းကောင်းလေးတွေတိစောက်ထားမှာဖြစ်ပါတယ်နောက်ဆုံးချက်ကတော့ set discipline အကောင်းမှုရန်အတွက်ဆုံးဖြတ်ချက်အရေးကြီးပါတယ်ဘယ်လိုဆုံးဖြတ်ရမလဲဆိုရင်ဒီနေ့ဒီချိန်ကစပြီးကိုချမှတ်ထားတဲ့စီကံလေးတွေကိုမဖြစ်မနေလိုက်နာတော့မယ်လို့ဆုံးဖြတ်ထားဖို့လိုအပ်ပါတယ်ဒါမှသာလျှင် set discipline အကောင်းမှာဖြစ်ပါတယ်ဒါကြောင့် set discipline အကောင်းမှုရန်အတွက်ဆိုရင်ခံယူချက်တွေအလေးခြင်းတွေဆုံးဖြတ်ချက်တွေကအဓိကအကြဆုံးပါလို့ပြောရင်ဒီနေ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ခွင့်ပြုပါအားလုံးကျေးဇူးတင်ပါတယ်